တမိုင်းတစ်လျှောက်အဝါဆုံးနိုင်ငံခေါင်းဆောင်များယနေ့ခေတ်မှာဆိုရင်မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကိုသူ့ရဲ့ဝါဖိုင်ဖိုင်ခန္ဓာကိုယ်နဲ့တွဲပြီးတော့လူတွေကသိကြပါတယ်ကင်ဂျုံအန်ကိုလူတော်တော်များများကဝက်ဆိုပြီးတော့ခေါ်ဆိုလို့ရှိပါတယ်တာမန်လူတွေမဟုတ်ဘဲနဲ့လွန်ခဲ့တဲ့10စုနှစ်လောက်ကဆိုရင်အမေရိကန်ခေါင်းဆောင်တွေကပါသူ့ကိုဒီလိုခေါ်ခဲ့တာပါကင်ဂျုံအန်ကလည်းငုံမခံဘဲနဲ့ပြန်ပြီးတော့တုံ့ပြန်ခဲ့ပါတယ်အဲ့ဒီအချိန်ကအမေရိကန်သမ္မတအိုဘားမားကိုမြောက်ဆိုပြီးတော့ပြန်ခေါ်ခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီကိုလည်းဝင်ပလွေဆိုပြီးခေါ်ခဲ့ပါတယ်ကင်ဂျုံအန်ကယနေ့ခေတ်ရဲ့နာမည်ကျော်နိုင်ငံခေါင်းဆောင်တွေထဲမှာအဝါဆုံးပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။မြောက်ကိုရီးယားရဲ့ရှုပ်ဝက်ချက်တွေနဲ့အတူကင်ဂျုံအန်ရဲ့ကိုယ်လေးချိန်ကိုလည်းဘယ်တော့မှတရားဝင်ထုတ်ပြန်ပြောဆိုတာမျိုးမရှိခဲ့ဘူးပါဘူး။ကိုဗစ်ကာလမှာတော့ခေါင်းဆောင်ရင်ကင်တယောက်ခဏတာဝိတ်ကျသွားခဲ့ပါသေးတယ်။ဒီကနေ့မှာကမ္ဘာသမိုင်းတစ်လျှောက်အဝါဆုံးနိုင်ငံခေါင်းဆောင်တွေထဲမှာယနေ့အထိထင်ရှားကျော်စောနေစေပုဂ္ဂိုလ်ကြီးတွေရဲ့အကြောင်းကိုဆက်စုကြည့်လိုက်အောင်ပါ။အမေရိကန်ပြည်ထောင်စုရဲ့သမ္မတတွေထဲမှာအဝါဆုံးသမ္မတဖြစ်တဲ့ဝီလီယံဟောက်ဝက်တက်ဟာအင်ဖြူတော်ရဲ့ရေချိုးကန်ထဲမှာညက်နေတဲ့အထိဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။နောက်ပိုင်းမှာတော့ရေချိုးကန်ကိုပို့ပြီးတော့ကြီးအောင်ပြင်ဆင်ခဲ့ရပါတယ်။သူဟာ18ယောက်မြောက်အမေရိကန်သမ္မတဖြစ်ပြီးတော့ကိုလေးချိန်ကတော့ပေါင်ချိန်350ကနေ400လောက်အထိရှိတယ်လို့ဆိုပါတယ်။နောက်ပိုင်းကာလမှာကျန်းမာရေးအခြေအနေကြောင့်အစားအစာတွေကိုစင်ကြင်စားတောက်ခဲ့ရနေပြီးတော့ဝိတ်ပြန်ကျလာခဲ့ပါတယ်။တပ်ဟာသမ္မတဟောင်းနေတဲ့မှာတာဝန်ထမ်းဆောင်ပြီးနောက်ပိုင်းတရားသူကြီးချုပ်အဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့သမ္မတပါ။ Yale တက္ကသိုလ်မှာလည်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပါမောက္ခအနေနဲ့တာဝန်ယူခဲ့ပါတယ်။သမ္မတဂရိုဗာကလီလက်မဆိုရင်လည်းတက်ပြီးရင်အမေရိကန်သမ္မတတွေထဲမှာအဝါဆုံးသမ္မတကြီးပါဘယ်လောက်ထိလဲဆိုရင်ခွဲစိတ်မှုတွေလုပ်ခဲ့ရတဲ့အထိပါဒါဟာကင်ဆာတန်တရားကြောင့်လုပ်ခဲ့ရတဲ့ရှုပ်ဝက်ခွဲစိတ်မှုလို့လဲဆိုပါတယ်သူဟာသမ္မတမဖြစ်ခင်ရှေးပဝေတနီကာလတုန်းကဘတ်ဖလိုးမြို့မှာရှေ့နေလိုက်နေရင်းကနေပြီးတော့လူငယ်သဘာဝဟိုတယ်တွေနဲ့စားတောက်ဆိုင်ကြီးတွေမှာစိန်ခံစားတောက်ရနေပြီးတော့ဝိတ်တက်လာခဲ့တာပါကလီလန်ကိုစိတ်ကြမ်းကိုကြမ်းသမ္မတကြီးဖြစ်နေလူသိများပါတယ်16ရာစုတုန်းကအင်္ဂလန်ပြည်ရှင်ဟင်နရီ8ဆိုရင်လဲလူငယ်ဘဝမှာတော့ခန္ဓာကိုယ်အချိုးအစားပြည့်ပြည့်ပြီးတော့ချောမောခဲ့ပေမဲ့နောက်ပိုင်းမှာလှုပ်ရှားမှုအားနည်းပြီးအစားအသောက်ကိုခုံမင်လာခဲ့တဲ့အတွက်ဖက်တီးဖြစ်လာခဲ့ပါတယ်။ဒါကြောင့်မို့လို့သူ့ရဲ့တန်ကြပ်ကအင်ဂျီကိုတောင်မှပဲပြန်ပြီးတော့ပြင်ဆင်ပေးခဲ့ရပါတယ်။ဒါပေမဲ့လည်းဟင်နရီ8ရဲ့ပုံတူပကြီးတွေမှာတော့ဩဇာကြီးမားပြီးတော့အာဏာထက်တဲ့ပုံရိပ်တွေကိုမြင်တွေ့ရပါတယ်။အရင်လိုမချောမောတော့ပေမဲ့ခန့်ညားသွားရပေါ့ဗျာ။မိဖုရားတွေလည်းတယောက်ပြီးတယောက်ပြောင်းလဲခဲ့ပြီးတော့နောက်တစ်ယောက်မျိုးခင်မှာအရင်တစ်ယောက်ကိုကွက်မြက်ပြေးလေးရှိတဲ့ဟင်နရီ8ဟာဗြိတိရှနန်းဆက်မှာထင်ရှားတဲ့ပထမမြောက်အဲလစ်ဇဘက်ဘုရင်မကြီးရဲ့ခမဲတော်ဖြစ်ပါတယ်။အဲလစ်ဇဘက်ရဲ့မဲတော်ကိုယ်တိုင်လည်းဘုရင်ကြီးကွပ်မျက်တာခံလိုက်ရပါတယ်။ဒီနေရာမှာဒုတိယကမ္ဘာစစ်ကြီးကိုအနိုင်တိုက်ခဲ့တဲ့ဗြိတိရှဝန်ကြီးချုပ်ဝင်းစတန်ချာချီကိုလည်းချမ်းလက်ထားခဲ့လို့မရပါဘူး။စစ်တွင်းကာလမှာချာချီဟာသူ့ရဲ့စူဖြိုးလှတဲ့ခန္ဓာကိုယ်ဝဝကြီးနဲ့တိုင်းပြည်ကိုကာကွယ်ပေးခဲ့ပါတယ်။ဝီစကီတွေကိုနေတိုင်းတောက်ပြီးတော့အချိန်တိုင်းလိုမှာဆေးပြင်းလေးခဲနေတတ်တဲ့ချာချီဟာအစားတော့ဆိုရင်လည်းလက်မနှေးပြန်ပါဘူး။လူဝဝတယ်ဆိုပေမဲ့အိပက်ဖြစ်မနေဘဲနဲ့ဘသူမှရက်တန့်လို့မရလောက်အောင်ထိတွက်လက်ချက်ချရလို့ဆိုပါတယ်ဒီလူဝါကြီးကပဲနာဇီခေါင်းဆောင်ဦးနှခမ်းမွေးကိုအနိုင်တိုက်နိုင်ခဲ့တာပါပြင်သစ်ပြင်လူဝဲ18ဆိုရင်လည်းဝါလုံးအားကြီးလို့လမ်းလျှောက်ဖို့တောင်မှပဲခက်ခဲခဲ့ပါတယ်ထန်းစင်နဲ့တောင်သွားလာခဲ့ရတယ်လို့ဆိုပါတယ်သူဟာကဘာကျော်စစ်ဘရင်နပိုလီယံအာဏာရမလာခင်လေးမှာပြင်သစ်ပြင်ဖြစ်ခဲ့တဲ့သူပါနပိုလီယံအာဏာရလာတဲ့အချိန်မှာတော့လူဝဲ18ဟာနိုင်ငံကနေဆွန့်ခွာခဲ့ပါတယ်နပိုလီယံစစ်ရှုံးသွားတဲ့အချိန်မှာထိနှံအောင်ပြန်ယူခဲ့ပြီးတော့တဖန်နပိုလီယံအာဏာပြန်ရလာတဲ့အခါမှာပြည်နှင်တံပေးခံလိုက်ရပါတယ်။အဲဒီကနေနပိုလီယံနောက်ထပ်တစ်ခါစစ်ရှုံးသွားတဲ့အချိန်မှာတော့လူဝိ18ကိုသူ့ရဲ့မဟာမိတ်တွေကပြင်သစ်ထိနှံပြန်ပေးခဲ့ပါတယ်။ပြင်သစ်ဘုရင်လူဝိ18ရာဆိုရင်လူဝဝတယ်ဆိုပေမဲ့ပလင်မော်တက်လိုက်ဆင်းလိုက်နဲ့အလုပ်များနေခဲ့ပါတယ်။ရုရှားအင်ပါယာရဲ့ဘုရင်တတိယမြောက်ပီတာဆိုရင်လည်းလူဝကြီးလို့အခေါ်ခံရလောက်တဲ့အထိဝါခဲ့ပါတယ်။အစားတော့ဆိုရင်မမောလွန်းပြီးတော့ဘယ်သူမှထိမ့်ကုတ်လို့မရလောက်အောင်အထိစားတော့ခဲ့ပါတယ်။နန်းဆန်သက်တိုးတောင်းပြီးတော့အကြီးချင်းမရှိဘူးလို့ပါမှတ်တမ်းတင်ခံခဲ့ရပေမဲ့အစားတော့အရာမှာတော့ပြိုင်ဆိုင်ရှားပါပဲအခုပြောပြခဲ့တဲ့သူတွေကတော့ကမ္ဘာသမိုင်းတစ်လျှောက်မှာသူ့နည်းသူ့ဟန်နဲ့ထင်ရှားကျော်စောနေခဲ့ကြတဲ့အခုချိန်ထိလည်းထင်ရှားကျော်စောနေကြစေအဝဆုံးနိုင်ငံခေါင်းဆောင်ကြီးတွေပါခင်ဗျာ Don't forget to subscribe to Edgar's channel Myanmar.